ကောင်လေးကအဖွားရဲ့အိုးကိုကန်ချလိုက်ပြီးအဖွားရဲ့တူးရဲသောဖနက်ပေါ်မှာစီးသွားခဲ့တယ်ယူပြီးတော့အဲ့ဒီဖနက်ကိုမိခိုးကောင်းနိုင်နဲ့ပြစ်ထည့်လိုက်တဲ့အခါအခုတော့အဖွားခများတောင်ပေါ်ကိုရေခတ်ဖို့နဲ့ထမင်းချက်ဖို့ခြေပါလာနဲ့ပဲသွားရတော့မယ်ယူတတိမထားမိရင်ကြောက်ခဲတွေနဲ့ရှာပြီးထိခိုက်နိုင်ပါတယ်ခအဖွားကမျက်စိမကောင်းလို့အချီထိုးပေးဖို့အကူကြီးတောင်းတဲ့အခါသူကစိတ်မရှိတဲ့မျက်နှာနဲ့တမင်တကာအချီကိုအရှိကြီးဆွဲထုတ်လိုက်ပြီးသူ့ကိုဂိမ်းစော်တာမနှောက်ယှက်ဖို့အဖွားကိုပြောခဲ့တဲ့အခါကောင်လေးကနေကအဖွားအိမ်ကိုပထမဆုံးအကြိမ်ရောက်လာတာပါယူသူ့အမေကအကျွေးတွေတင်နေလို့သူ့ကိုအဖွားစီမှာခဏတစ်ဖြုတ်အပ်ထားခဲ့ရတာပါကစကားမပြောနိုင်တဲ့အဖွားကမြေးလေးကိုကင်ကြည့်ချင်ပေမဲ့ကောင်လေးကတော့ယွန်ရှာတဲ့မျက်နှာနဲ့ရှောင်ဖယ်သွားခဲ့တဲ့အခါအမေပြန်သွားတဲ့အခါအဖွားကသူ့လက်ကိုဆွဲပြီးအိမ်ပြန်ချင်ပေမဲ့သူကလက်ကိုပုတ်ထုတ်လိုက်ပြီးအဖွားကိုတော့ရိုက်မလို့လှုပ်ခဲ့တဲ့အခါအဖွားကတော့စိတ်မဆိုးပါဘူးယူသူ့နောက်ကလိုက်ခဲ့ဖို့ပဲကောင်လေးကိုခေါ်ခဲ့တဲ့အခါအိမ်ရောက်တော့အဖွားကသူကိုယ်တိုင်အောင်မစားဘဲတင်းထားတဲ့မုတ်တွေကိုကောင်လေးကိုပေးခဲ့တယ်ယူဒါပေမဲ့သူကချောကလက်ကိုကြည့်တောင်မှကြည့်ပဲယူလိုက်တယ်ခက်ထမင်းစားတဲ့အခါမှာလဲကောင်လေးကသူယူလာတဲ့စီတုပ်ဘူးကိုပဲစားတယ်ယူအဖွားခတ်ပေးတဲ့ဟင်းကိုမီးတောင်မမီးပဲထမင်းနဲ့ဟင်းအားလုံးကိုပြန်ပစ်ထုတ်လိုက်တယ်ခက်နောက်ရက်တွေမှာလဲကောင်လေးကအဖွားနဲ့စကားမပြောဘူးယူနေတိုင်းသူ့ဘာသာသူပဲဂိမ်းဆက်ရုပ်အယုတ်တွေယူစကိတ်ဖက်နက်တွေနဲ့စော့နေခဲ့တယ်ခက်ဒါပေမဲ့ကောင်လေးဘာပဲလှုပ်အဖွားကတော့သူ့ဘေးမှာတိတ်တဆိတ်စောင့်ရှပေးပြီးသူ့ရှုပ်သမျှတွေကိုလိုက်သိမ်းပေးခဲ့တယ်ခက်တနေ့မှာဂိမ်းဆက်ကဘက်ထရီကုန်သွားတော့ကောင်လေးကအဖွားစီမှာဘက်ထရီဝယ်ဖို့ပတ်စံတောင်းပြီးကြီးကြပြန်တဲ့ကအဖွားကတော့ဘာမှမရှိတဲ့သူ့အိတ်ကက်ကိုထုတ်ပြတယ်ယူသူ့မှာတပြားမှမရှိပါဘူးကဒါပေမဲ့ကောင်လေးကမယုံပဲအဖွားကိုမြစ်ထဲတောင်တွန်းချမလို့လုတ်ခဲ့တယ်ခါပြီးတော့သူ့အိမ်ထဲကိုပြေးဝင်ပြီးဟိုမွေးတမွေးရှာပေမဲ့ပိုက်ဆံတပြားမှရှာမတွေ့တော့ဒေါသထွက်ပြီးနယံပေါ်မှာပုံတွေဆွဲပြီးအဖွားကိုဆဲဆူခဲ့တဲ့ခါဒါပေမဲ့ကောင်လေးကအလျှော့မပေးပဲအဖွားနေကင်းဘက်အိပ်ပျော်နေတော့မှအဖွားရဲ့စံထိုးကိုခိုးယူပြီးဂိမ်းဆက်ဘက်ထရီဝယ်ဖို့ပတ်စံလဲဖို့စူးစမ်းခဲ့တဲ့ခါဒါပေမဲ့ဒီလိုဝေးလံတဲ့တောင်ပေါ်ရွာလေးမှာဂိမ်းဆက်အတွက်ဘက်ထရီမရှိပါဘူးဒါနဲ့သူကမုံနဲ့လဲစားဖို့စူးစမ်းပြန်တဲ့ခါဒါပေမဲ့ဆိုင်ရှင်ကအဖွားရဲ့ဆက်ထိုးမှန်းချက်ချင်းတိသွားပြီးသူ့ကိုခေါင်းခောက်လိုက်လို့သူကြောက်ပြီးထွက်ပြေးလာခဲ့တဲ့ခါပြေးရင်နဲ့ကောင်လေးလမ်းပြောက်သွားပြီးအိမ်ကိုရှာမတွေ့တော့ပဲကြောက်လန့်ပြီးငိုနေခဲ့တဲ့ခါကံကောင်းလို့အိမ်နီးနားချင်းအဖိုးနဲ့တွေ့ပြီးသူကကောင်လေးကိုအိမ်ပြန်ပို့ပေးခဲ့တဲ့ခါဒါပေမဲ့အန်အောစရာကောင်းတာကအဖွားကစိတ်မဆိုးတဲ့အပြင်သူဘာစားချင်လဲလို့မေးခဲ့တဲ့ခါကောင်လေးကအယမ်းဝမ်းသာသွားပြီးအိမ်ထဲကိုပြေးဝင်ကကြော်ညာစာရွက်တရွက်ကိုအဖွားကိုပြပြီး KFC ကြက်ကြော်စားချင်တယ်လို့ပြောခဲ့တဲ့ခါအဖွားကတော့သူပြောတာကိုကြက်သားစားချင်တယ်လို့ပဲမှားပြီးနားလဲသွားခဲ့တဲ့ခါဒါနဲ့အဖွားကသူတူးထားတဲ့ဆေးမြစ်တွေကိုမြို့ထဲမှာတွားရောင်းပြီးကြက်သားဝယ်ဖို့ပြင်ဆင်ခဲ့တဲ့ခါအကြာကြီးကြာပြီးနောက်အပြင်မှာမိုးတွေတီးထန်စွာရွာသွန်းလာခဲ့တယ်။အဖွားကခါလေးကုန်းပြီးမိုးထဲရေထဲမှာတောင်ပတ်လန်းအတိုင်းလမ်းလျှောက်လာပြီးကြက်ရှင်တကောင်ကိုတဲလာခဲ့တဲ့ခါအိမ်ပြန်ရောက်တော့အိပ်ပျော်နေတဲ့ကောင်လေးကိုမြင်တော့သူကိုယ်တိုင်မိုးဆူနေတာကိုတော့ဂယုမဆိုင်ပဲကောင်လေးကိုအရင်ဆောင်ချုံပေးပြီးမိဖို့ချောင်းထဲမှာအမြန်ထမင်းချက်ခဲ့တဲ့ခါညနေဆောင်တော့ကြက်ပေါင်းတစ်ကောင်လုံးကိုကောင်လေးရှိချပေးခဲ့တဲ့ခါဒါပေမဲ့နိုးလာတဲ့ကောင်လေးကကြက်ကြော်မဟုတ်တာကိုမြင်တော့အော်ဟစ်ကူယူပါတော့တဲ့ခါအဖွားကဒါဟာကြက်သားပဲလေလို့လက်ဟန်ချီဟန်နဲ့ပြောပေမဲ့သူကထမင်းမန်းကန်ကိုရိုက်ချလိုက်ပြီးဆောင်ချုံကအဖွားကိုဂုံမဆိုင်တော့ဘူးကအဖွားကတော့တိတ်တဆိတ်ပဲထမင်းမန်းကန်ကိုကောက်ယူပြီးမြေကြီးပေါ်ကထမင်းစတွေကိုကောက်စားခဲ့တဲ့ခါဒါပေမဲ့ညရောက်တော့ကောင်လေးဗိုက်ဆာလာပြီးမိဖို့ချောင်းထဲကိုတိတ်တဆိတ်ဝင်ကကြက်ပေါင်ကိုယူစားခဲ့တဲ့ခါအဲ့ဒီအခါမှာအဖွားချက်တဲ့ကြက်သားကကြက်ကြော်ထက်မညံ့ဘူးဆိုတာသူတိသွားခဲ့တဲ့ခါဒါပေမဲ့နောက်ရက်မှာအဖွားကအိယာကထပ်မလာတော့ဘူးဦးမနေ့ကမိုးမိလို့ဖျားနေတာပါကောင်လေးကအဖွားကိုစောင့်ချုံပေးပြီးရေပတ်တိုက်ပေးခဲ့တဲ့ခါအဲ့ဒီအခါမှာအဖွားကဇွန်းအဆုပ်လေးနဲ့သပင်ထုံးထားတာကိုမြင်ပြီးတခိုးသွားတဲ့ဆက်ထိုးကိုအဖွားကောင်းပေါ်ပြန်ထိုးပေးခဲ့တဲ့ခါအဲ့ဒီအချိန်ကစပြီးသူလှုပ်ခဲ့တာတွေအတွက်ပထမဆုံးအချိန်နောင်တရားမိခဲ့တဲ့ခါဒါပေမဲ့ကလေးဆိုတာချက်ချင်းပြောင်းလဲဖို့မလွယ်ပါဘူးကနောက်ရက်ဈေးနေ့မှာအဖွားကကောင်လေးကိုခေါ်ပြီးဟင်းသီးဟင်းရွက်သွားရောင်းတယ်ရောကောင်လေးကသူ့ကြိုက်နေတဲ့မိန်းကလေးရှောင်မေကိုတွေ့သွားတဲ့ခါသူကချင်းတောင်းကိုပစ်ချပြီးရှောင်မေနဲ့မတော်တဆတွေ့တယ်လို့မျိုးသွားလုပ်ပေမဲ့ရှောင်မေကသူ့ကိုမမြင်တယ်လို့ပဲနေခဲ့တဲ့ခါအဖွားကဟင်းသီးဟင်းရွက်ရောင်းဖို့ပြင်ပေမဲ့သူကစကားမပြောနိုင်တော့ဝဲသူမရဘူးဖြစ်နေတဲ့ခါကောင်လေးကအားနာပေမဲ့ရှောင်မေမြင်သွားမှစိုးလို့အနားမှာမကူညီပဲပုံနေခဲ့တဲ့ခါဟင်းသီးဟင်းရွက်တေရောင်းပြီးတော့အဖွားကကောင်လေးကိုဖနက်အစ်စ်တစုံဝယ်ပေးပြီးခောက်ဆွဲသွားကျွေးခဲ့တဲ့ခါဒါပေမဲ့သူကကောင်လေးအတွက်ပဲတပွဲမှာပေးပြီးသူ့ကိုယ်တိုင်ကတော့ရေပဲတောက်ပြီးဘိုက်ဖြစ်ခဲ့တဲ့ခါအဖွားပင်ပန်ပန်းရှာထားတဲ့ပတ်စံတွေအားလုံးကိုသူ့အတွက်သုံးလိုက်တာမြင်တော့ကောင်လေးနောက်တစ်ချိန်နောင်တရားပြန်တဲ့ခါဘက်ထရီဆိုင်ရှိကဖြတ်တော့လဲသူဘက်ထရီဝယ်ဖို့မတောင်းတော့ဘူးကအပြန်လန်းမှာအဖွားကသူဘာစားချင်လဲလို့ထပ်မေးတယ်ယိုကောင်လေးကချောကလက်ပိုင်စားနေတဲ့ကလေးတယောက်ကိုညွှန်ပြခဲ့တဲ့ခါအဖွားကမြေကြီးပေါ်ကထုတ်ပိုးတဲ့စက်ကူခုံကိုကောက်ယူပြီးသူ့တငယ်ချင်းဖွင့်ထားတဲ့ဆိုင်ကိုသွားကချောကလက်ပိုင်နှစ်ခုပေးဖို့လက်ဟန်ပြခဲ့တဲ့ခါဒါပေမဲ့တငယ်ချင်းကသူ့ကိုအများကြီးပို့ထည့်ပေးပြီးပတ်စံလည်းမယူခဲ့ဘူးကစွတ်သမားအဖွားကလည်းသူ့ရဲ့စိတ်မြစ်တွေကိုပြန်ပေးခဲ့တဲ့ခါအပြန်မှာတငယ်ချင်းကငါတို့အရွယ်ရောက်ရင်တခါတွေ့ဖို့တောင်ခဲရင်သွားပြီလို့ပြောခဲ့ပေမဲ့ကောင်လေးကတော့ဒါတွေကိုနားမလဲခဲ့ဘူးကချောကလက်ပိုင်ရပြီးတော့
သူကအဖွားကိုကားအတူတူမစီးခိုင်းဘူးယူဘာလို့လဲဆိုတော့ရှောင်မေကလည်းအဲ့ဒီကားပေါ်မှာပါလို့အဖွားကြောင့်အဆက်ကွဲမှာကြောက်လို့ပါခအဖွားကအထုပ်ကိုပေးချင်ပေမဲ့သူကတွန်းထုတ်လိုက်တဲ့အခါကားထွက်သွားတော့အဖွားတယောက်တည်းအထုပ်ပိုးတွေနဲ့ကြံရစ်ခဲ့တဲ့အခါကားပေါ်ကဆင်းတော့ကောင်လေးကအဖွားကိုစောင့်နေတယ်ယူဒါပေမဲ့ကားတွေတစ်စီးပြီးတစ်စီးဖြတ်သွားပေမဲ့အဖွားကိုမတွေ့ရဘူးကနေဝင်ခါနီးမှအဖွားကတောင်ဝေးလေးနဲ့ပေါ်လာခဲ့တဲ့အခါအဖွားကကားကချွေတာဖို့အတွက်လမ်းလျှောက်ပြန်လာတာပါကောင်လေးကအရင်လိုပဲအဖွားကိုအော်ဟစ်ပေမဲ့မျက်ရည်တွေကတော့ကျလာခဲ့တဲ့အခါအိမ်ပြန်လမ်းမှာသူကနောက်ဆုံးကြံတဲ့6ကလက်ပိုင်ကိုအဖွားရဲ့အိတ်ထဲကိုတိတ်တဆိတ်ထည့်ပေးခဲ့တဲ့အခါနောက်ရက်အိမ်ပြန်လမ်းမှာကောင်လေးကစော့ကျင်စိတ်ပေါက်လာပြီးလှဲလေးပေါ်ထိုင်ကရှော့ဆင်းဖို့လုပ်ပေမဲ့ပြုတ်ကျပြီးဒဏ်ရာရသွားခဲ့တဲ့အခါလှဲလဲပြတ်သွားပြီးဒူးလဲပြဲသွားတော့ကောင်လေးကအယုတ်တွေကိုပိုက်ပြီးထောနဲ့အိမ်ပြန်လာခဲ့တဲ့အခါအဲ့ဒီအချိန်မှာအိတ်ထဲမှာတခုခုရှိနေတာကိုတွေ့ပြီးဖွင့်ကြည့်လိုက်တော့